0နဲ့8ဒီပိုင်းဒီပါလေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီချင်းလေးတစ်ပုဒ်နဲ့လာပြီးနှုတ်ဆက်တာပါโอเคโอเคပါတော်တော်အောင်ကြရင်အပေါက်20ဆိုမှပြပါလေ